Hello အားလုံးပဲ Shalom အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဗောနော်ကျွန်တော်တို့အထူးပဲဖះပိတ်သိအသုံးပြုတဲ့ဆရာမဇန်နူရဲ့ဒီ Clay Ministry မှာဆရာမအရန်အသုံးပြုတယ်ဗောနော်ဆရာမမွိုင်းနေဗောနော်ဒီမှာကျွန်တော်တို့အတူတူဒီ focus လေးဗောနော်ဆရာမရဲ့ဒီအမှုတော်ဆောင်တဲ့ဒီ healing and delivering အကြောင်းတွေရဲ့ဒီဆရာမမွိုင်းကတော့ဗောနော်ဒီ Clay Ministry နဲ့ပတ်သက်ပြီးတော့ဗောနော်ဖြေကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီ season လေးကအားလုံးပဲကောင်းကြည့်ရမယ်လို့ထူးယုံကြည်တယ်အခုဆီယမဇန်နူကလည်းကျွန်တော်မလေးရှားထဲမှာပေါ့နော်ဒီ MMC တင်းတော်မှာ healing and delivery တင်တန်းကိုပေးပြီးတော့အများကြီးပေါ့နော်လွတ်မြောက်ခြင်းတွေခံစားနေရတာဖြစ်ပါတယ်နော်အဲ့တော့ဒီညမှာဆီယမရောက်လာပြီးတာတကယ်ပဲအထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဆီယမမွေးလည်းအထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်တို့ဒီညမှာတော့ပေါ့နော်ပေါ့ပေါ့ interview ပုံစံလည်းမဟုတ်ဘဲနဲ့ focus ပုံစံလေးပေါ့နော်ဟုတ်ကဲ့အဲ့တော့အတက်နိုင်ဆုံးတော့ကျွန်တော်တို့မိကုန်းလေးတွေတော့စုထားတယ်အဲ့တော့စပြီးတော့မေးကြမှာပေါ့နော်လောလောဆယ်တော့အရင်ဆုံးပိတ်ဆက်တဲ့အနေနဲ့ဆီယမဇန်နူပေါ့နော်ဆီယမဇန်နူဗမာနေတာလေပြီးတော့ဆီယမဒီဆီယမရဲ့အကြောင်းလေးနည်းနည်းလေးပေါ့နော်မိတ်ဆက်ပြီးပါအောင်ဆီယမကျမက Laredo Texas မှာအမေရိကမှာကျမအမျိုးသားကျမခင်ပွန်းဒေါက်တာထန်ဟုမ်နဲ့တာမွမ်ဟမ်ရှမ်ဟမ်တမီဆုမ်ဟမ်နဲ့နေပါတယ်လို့ဆီယမမွေးလေးတစ်ချက်လောက်မိတ်ဆက်ပြီးပါဟုတ်ကဲ့ပါကျမကအခုလောလောဆယ် USA က Colorado Denver မြို့မှာနေတာဖြစ်ပါတယ်မြန်မာ Mission Church အသင်းတော်မှာ Children Ministry ကူညီနေတာဖြစ်ပါတယ် Sunday School ကန်တာပေါ့လေကူညီနေတာဖြစ်ပါတယ်ကျမ originally ပြည်ဦးလွင်ကနေလာတာဖြစ်တယ်မိဘတွေကတော့ပြည်ဦးလွင်မှာရှိသေးတယ် USA မှာတော့ကျမအတော်နဲ့ကျမချစ်ရတဲ့ခန်းစဉ်2ယောက်နဲ့နေတာဖြစ်ပါတယ်လို့ကျေးဇူးတင်တယ်ဟုတ်ကျေးဇူးတင်တယ်ဆရာမဒါတော့ဆရာမတို့အကြောင်းနေပေါ့နော်ဒီညမှာတော့တကယ်မိကုန်းနေရတော့အများကြီးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့အခုတင်ဆက်တဲ့အချိန်မှာနည်းနည်းလေးညံ့နှက်နေတဲ့အတွက်ပေါ့နော်အကောင်းဆုံးမိကုန်းတွေတော့စုထားတယ်ပေါ့နော်အဲ့တော့အရင်ဆုံးဆရာမဒီ ministry နဲ့ပတ်သက်ပြီးတော့ပေါ့နော်အခုဒီ USA မှာဘယ်လိုမျိုးတွေလှုပ်ဆောင်နေလဲဆိုတဲ့အကြောင်းအရာလေးပေါ့နော်ဒါပြင်ဒီလူမျိုးကြားတွေထဲမှာလည်းဆရာမမှုတော်ဆောင်တာကျွန်တော်ကြားရတယ်ပေါ့နော်အဲ့တော့အရင်ဆုံးအဲ့ဒါလေးတွေဆရာမတစ်ချက်ပြောပြပါဦးဟုတ်ကဲ့1996ခုsorry 1999 အောက်တိုဘာမှာကျမအမျိုးသားစာတင်နေတဲ့ကျမအမျိုးသားစီမှာကျမတို့တာအမိတွေရောက်သွားတာဖြစ်ပါတယ်ဟုတ်ရောက်သွားတဲ့အခါမှာLaredo ဆိုတဲ့ Texas မြို့နယ်စွန်မှာပေါ့ Mexico နဲ့နယ်စပ်မြို့ပေါ့နော် Mexico ထဲမှာမဟုတ်ဘူးနော်တချို့ကမှာပြီးတော့ Mexico မှာနေတယ်လို့ခဏပြောခိုင်းရတယ် Mexico မှာမနေဘူးဟိုဘက်နဲ့ဒီဘက်နဲ့ဆိုရင်9မိနစ်နဲ့တော့ဟိုဘက်ကိုလမ်းသွားလိုက်ရင်တော့မက္ကဆီကိုထဲဝင်သွားလို့ရတယ်ဟုတ်ကဲ့ကျမတို့နေတဲ့အိမ်ကချောင်းရီယိုဂရန်ဒေဆိုချောင်းတစ်ဖက်ဟိုဘက်ဆိုမက္ကဆီကိုနဲ့ဖြစ်သွားတယ်ဘလော့တစ်ခုလောက်ဆိုဖြစ်သွားတယ်တအားနီးတယ်ပေါ့နော်အဲ့ကိုရောက်သွားပါတယ်ဆိုတော့မမျော်လင့်ပဲနဲ့ကျမမျိုးသားကကျမတို့ကိုကိုကြီးမိသားစုရဲ့စာဝိနေရေးအတွက်ပေါ့နော်သူကအဲ့ဒီနေရာမှာသူ့ရဲ့တရုတ်boss ကနေပြီးတော့ Chinese restaurant တစ်ခုဖွင့်ထားတယ် mall ထဲမှာ manager တွားလို့ပေးပါဆိုပြီးပြောလို့အဲ့ဒီမှာခဏရောက်သွားတဲ့သဘောပေါ့ဟုတ်စမ်းမအဲ့ဒါနဲ့ဘာဖြစ်သွားလဲဆိုတော့ခဏမဟုတ်ဘဲနဲ့ဒီနေ့ထိနှစ်ပေါင်း24နှစ်လောက်ရှိသွားပြီပေါ့နော်အဲ့ဒီမှာဖြစ်သွားတယ်ဖះအစီအစဉ်ထဲမှာအာမင်တော့ဖះရှင်ကအဲ့ဒီ Hispanic လို့ခေါ်တယ် Spain စကားပြောတဲ့အဖွဲထဲမှာwinter ထားပေးတယ်ဟုတ်စင်မကိုကမသိပေမဲ့မြန်မာပြည်မှာအမှုတော်ဆောင်တာကမရဏတကျမ်းစာကျောင်းမှာကျွန်တော်တို့အမှုတော်ဆောင်တယ်ကျွန်မအမျိုးသားကရေမာအတင်းတော်မှာပါစတာလုပ်တယ်ပြီးတော့သူကနိုင်ငံခြားသွားတာ94မှာစာတင်ဖို့သွားတယ်ကျွန်တော်တို့သားမိတွေကခေါ်ချင်းcommitment တစ်ခုနဲ့ကိုယ့်ရဲ့စက္ကမှုနဲ့မိဘမဲ့တွေခက်ခဲတဲ့လူတွေကိုမဆပ်ဖို့မြောက်တကုံရောက်လာပြီးမှအလုပ်လုပ်ခဲ့တယ်အဲ့ဒီကနေပြီးတော့69မှာ USA ရောက်လာတယ်တော့မိဘမဲ့ကလေးကဟာမှာကူညီပေးတဲ့ကူညီတာမဟုတ်ဘူးကိုယ့်နဲ့ကိုကလေးတွေနဲ့ဆုတောင်းတဲ့အချိန်မှာနိုင်ငံတကာအတွက်ဆုတောင်းတဲ့အချိန်ရှိတယ်ဟုတ်အဲ့မှာနိုင်ငံလေးတွေဝေတာပေါ့ဟုတ်ဝေတော့ Mexico ဆိုတာဟာလေးကပါလာတယ်ဆိုတော့ဗီယက်နမ်တို့လာအိုတို့နိုင်ငံချင်းနိုင်ငံတွေကအစပြောပြီးမှမက္ကဆီကိုအချိန်ကြတိုင်းမှာသူ
သူကစာရွက်ကလေးနဲ့ဝေးတာကျမစီကြကြလာမက္ကဆီကိုတက်ဆူတောင်းတယ် ဟုတ်စင်မ ဘာလဲဒီမက္ကဆီကိုဘယ်မှာရှိလဲဆိုမြေပုံကြည့်တော့ဟိုဘက်အော်လို့ဒါပဲတကယ်တမ်းရောက်တော့အဲ့ဒီနဲ့ဆက်ရောက်သွားတယ်ကိုမတိတဲ့အချိန်မှာဘုရားသခင်ရဲ့သူရဲ့ divine appointment တခုရောက်လာတာအဲ့နဲ့ခေါ်ချင်းကိုနည်းနည်းပြောမယ်အဲ့ဒီမှာရောက်သွားတော့ဘာကိုသွားတတိရလဲဆိုတော့အမှုတော်ဆောင်ဖို့လမ်းတွေကဖွင့်လာတယ်လို့ပြောရမယ်သူကအဲ့ဒီအချိန်မှာဘာကိုနားလည်လိုက်လဲဆိုတော့ငငယ်တုန်းကဟိုဆုတောင်းတဲ့အခါမှာဖြစ်စေဟိုဆုတောင်းတဲ့အိမ်မက်ထဲမှာပေါ်လာတဲ့ယူပါယုံတစ်ခုရှိတယ် ဟုတ်စင်မ နိုင်ငံခြားသားတွေစီမှာအင်္ဂလိပ်လိုနဲ့တရားဟောပြီးတော့လုပ်နေတာအဲ့ဒါကထက်ခါတလဲလဲပေါ့နော်အဲ့ဒါတွေကမက်နေတယ်ဘယ်သူမှတွေလဲဘာဖြစ်လဲဆိုတာမသိဘူးအဲ့ဒီကတည်းကအင်္ဂလိပ်စာကိုလက်စိတ်ဝင်စားခဲ့တယ်ဆိုတော့ကိုရောအမှုတော်ကိုအင်္ဂလိပ်လိုဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့်ကိုရောဒါကိုဒီဘာသာကိုပေးပါလို့အဲ့လိုအဲ့ဒီအိမ်မက်ကတည်းကနေဆုတောင်းခဲ့တာဖြစ်တယ် ဟုတ်ကဲ့စင်မ အဲ့ဒါနဲ့ဟိုကိုရောက်သွားတဲ့အခါမှာကိုကဟာလို့အစရကိုပေါ့နော်ကျမမျိုးသားစီမှာအမေရိကရောက်တော့လေအင်္ဂလိပ်အဖြူတွေစီတရောက်သွားတာမဟုတ်ဘာဖြစ်တာလဲလူတွေစီမှာဆိုပြီးတော့အများနဲ့ညီညွတ်ခဲ့တာပေါ့သူ့ကိုလေအမြဲတမ်းအပြစ်တင်တာပေါ့။သွားရအောင်မမပြင်မပြန်ရအောင်ဆိုပြီးတော့ခဏပြောပြန်မယ်ဆိုငွေစုပြီးတော့ဘာလုပ်ပြီးမှပြန်မယ်ဆိုဘယ်တော့မှလည်းငွေစုတယ်ဆိုတော့ရှိကိုမရှိဘူးဘယ်တော့မှလည်းမပြန်နိုင်အဲ့လိုဖြစ်သွားတယ်။ငိုတဲ့အချိန်တအားများခဲ့တယ်။ဒါနဲ့ဘုရားရှင်ကဟိုဘက်ချမ်းမှာပေါ့နော်။သူကဘာတွေဖြစ်လာလဲဆိုတော့အကြီးအကျယ်နဲ့လူတပ်ဖြတ်မှုတွေဟိုဖြစ်လာတယ်အစိုးရကမနိုင်တဲ့အထိမွေးစေဝါမောင်ကိုလုပ်ငန်းတွေနဲ့ရံပွဲတွေတကယ်ကိုဖြစ်လာတယ်ဒါကရိုးလူတွေပေါ့အဲ့ဒီမှာရှိတဲ့ရိုးလို့ပြောတဲ့အခါမှာနော်civilian တွေပေါ့နော်အဲ့ဓာတွေကိုသူတို့တွေအထိအသက်တွေပါသွားတာရှိတယ်ရဆက်သူတို့အသက်ဖြတ်ခံရတဲ့အချိန်တွေရှိတယ်တနက်ကမြို့ထဲတွေမှာကြိုက်တယ်လို့ပြစ်နေတဲ့အချိန်တွေပေါ့နော်ဖြစ်လာတာကြားတဲ့အခါမှာဟိုမှာမနေနိုင်ပဲတဲ့ကိုကဖခင်ရဲ့ emotion ရရှိပြီးဖခင်သခင်ရဲ့ခံစားချက်ကဝင်လာပြီးကိုကြွေးပြီးတော့ဆူတောင်းတာအဲ့ဒါဖြစ်ခဲ့တယ်အဲ့ဒီမတိုင်ခင်လေးမှာတော့ဧဝံဂေလိနဲ့စမယ်ဆိုပြီးတော့ကိုယ့် apartment နားလေးတွေမှာတအိမ်သက်ဆင်းတွေတကားတော့ခောက်ပြီးတော့စားခဲ့တယ်ဒါမဲ့လေသူများတကားတိတ်ဖွင့်တာမဟုတ်ဘူးနော်ဆိုတော့ဒီလိုပဲဘာလို့ရမလဲပေါ့အမေရိကရောက်တာဒီဘက်မှာအမှုတော်ဆောင်ပြီးမှဖြစ်နေတာဟိုဘက်ရောက်တော့လှုပ်ရှားမရှိဘူးဖြစ်နေတယ်အဲ့ဒါနဲ့အလုတ်လုတ်ဖို့ဆိုရင်လည်းပဲမသွားခင်မှာဆက်ကတ်ထားတယ်ကိုရောအမှုတော်ကလွယ်လို့ဘာမှမလုပ်မရစေနဲ့လို့ဆူတောင်းဆက်ကတ်ထားတော့ဘယ်မှာအလုတ်ကိုတွတ်တင်ပါစေတပြက်စီးလဲတဲ့အလုတ်တောင်မရဘူးနော်အညစ်ပယ်ခံရဒါပေမဲ့ကိုကပါစကတစ္ဆာဆိုထားတာမိနေနော်ဆိုတော့နောက်ဆုံးမှဘာပဲဖြစ်ဆိုပြီးတော့ဧဝံဂေလိကိုဇောက်ချသူများကမှမလုပ်ပဲနဲ့တိုင်တက်ဆင်းသွားပလိုက်လာရေရိုဆိုတာကသူက equator နဲ့တအားနီးတော့ဆောင်းနွေရသည်ဆိုလို့ရှိရင်130က ACC ပဲဒီလောက်ထိပူတယ်ဟုတ်ဆိုတော့ကွာ sunscreen လေးရမတိဘာမတိအုတ်ထုတ်ဆောင်ရဒီတိုင်းပဲတိုင်တက်ဆင်းသွားတော့မျက်နှာတွေလည်းမေးပြီးတော့မြေပုံလို့ဖြစ်သွားတယ်လေနော်အဲ့လောက်ထအောင်လှုပ်ခဲ့ပါတယ်အဲ့ဒီလောက်ခဏလေးပြောမယ်နော်ဟုတ်ကဲ့ဆရာမအဲ့ဒါကတော့ဒီ US ရောက်ပြီးနောက်ပိုင်းမှုတော်ဆောင်တဲ့ဟာတွေပေါ့နော်ဆရာမအဲ့ဒီထက်မကအများကြီးရှိသေးတယ်တော့လို့စခဲ့တဲ့ပုံစခဲ့တဲ့ဟာပေါ့နော်ဟုတ်ကဲ့ဆရာမဟုတ်ကျွန်တော်လည်းအခုနောက်ကိုပြန်သွားမယ်အဲ့ဒါဘာလဲဆိုတော့နော်ကျွန်တော်စာအုပ်ထဲမှာလည်းဆရာမဒီရေးထားတွေ့တယ်ပေါ့နော်ဒီဆရာမဒီအမှုတော်ထဲကိုစာအုပ်မှာဝင်တဲ့ခါမှာနိုင်ရမှာပေါ့နော်ဒီဇဒုဝီဆိုပြီးမှပေါ့နော်ဒီယူပါုံရတဲ့ဟာပေါ့နော်အဲ့ဒါပြီးတော့ဆရာမတဖြည်းဖြည်းနဲ့ဇက်ဒေါ့ဆိုတာဇက်ဒေါ့ဟုတ်တယ်ဆရာမအဲ့ဒါစာအုပ်ထဲမှာတွေ့တော့လေတော်တော်လေးစိတ်ဝင်စားတယ်ဆရာမအဲ့တော့ဆရာမဒီ ministry နဲ့ပတ်သက်ပြီးတော့ယူပါုံရတဲ့ဟာတွေအပြင်ဒီမြန်မာပြည်မှာရှိတုန်းကလည်းပေါ့နော်ဒီတခြား ministry လုပ်ခဲ့တဲ့ဟာတွေပေါ့နော်မိဘမဲ့ဂီယာနဲ့ပတ်သက်တဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့မြန်မာပြည်ကအကြောင်းလေးပေါ့နော်ဆရာမစပြီးမှယူပါုံရခဲ့တဲ့ဟာလေးတွေရမြန်မာပြည်မှာ ministry လုပ်ခဲ့တဲ့ဟာလေးပေါ့နော်ဆရာပြောပြပေးပါဦးဟုတ်ကဲ့မြန်မာပြည်မှာကအသက်14လောက်ကတည်းက Sunday school တင်ခဲ့တယ် born again ဖြစ်ကြတဲ့အားစား Sunday school စတင်ခဲ့တယ်
ပျောက်ဆုံးသောဝိညာဉ်ကတော့ငယ်ငယ်ကလေးကကဲတင်ချင်းကိုဒီလောက်ကြီးနားမလဲခင်ကလေးဖယားကိုတော့အယံကိုယုံကြည်ခဲ့တယ်လို့ဖြစ်တယ် ဟုတ်စင် ပြီးတော့ဖယားမမြင်ဘူးပေမဲ့အယံကိုချစ်တာအဲ့လိုဖြစ်တယ် Sunday School ကတော့အမေကပို့ဆောင်ခဲ့တယ်လေနော်ဆိုအမြဲတမ်းပို့ပေးတာပေါ့နော်အဲ့ဒါဖယားတရားဆိုရင်အယံကိုစိတ်ဝင်စားတယ်အယံကိုချစ်တယ်ဖယားကိုချစ်တယ်မမြင်ရပြီဖယားကိုကြောက်တယ်အဲ့ဒါနဲ့ယူပါယုံနေရပြီဆိုရင်အိမ်မက်ယူပါယုံအထူးသဖြင့်ရပြီဆိုရင်နောက်ဆုံးတော့ကာလာတွေအမှပြောကရဲတွေပါတယ်အများနဲ့မြင်ရတော့ ဟုတ်စင်မ ပျောက်ဆုံးတော့ဝိညာဉ်ပဲပထမအဆုံးပါလေအဲ့ဒါတွေပဲဖြစ်ခဲ့တာဖြစ်တယ်ဆိုတော့14နှစ်အရွယ်မှာကက်တင်ချင်းကတော့ကောင်းကောင်းလက်ခံရရှိတဲ့အခါမှာဒီချင်းခံဒီမှာတရားဦးအတင်းတော်လိပ်ပြီးတင်းတော်မှာကိုကပါဝင်တာပေါ့နော် ဟုတ်စင်မ ပါဝင်တဲ့အခါကျတော့သူတို့ Sunday School ဆရာမအနေနဲ့ကျွန်မကိုခန့်တဲ့အခါမှာ14နှစ်မှာ Sunday School ဆာလာပြီးတော့16နှစ်မှာပို့ပြီးတော့မှဝိညာဉ်နဲ့ချင်းကရရှိလာတဲ့အခါမှာသက်ဆိုင်ရေးတင်းတော်မှာကျွန်မအဲ့ဒီတုန်းကဆရာပါလျန်ဆရာလက်လျန်တို့ပေါ့နော်ပြီးတော့နောက်ပိုင်းမှာဆရာမူတောဖို့ကော့စပယ်ဆရာကြီးမူတောတို့ဦးဆောင်သွားတာဖြစ်တယ်လေနော်ဆိုတော့သူတို့လက်အောက်တွေမှာကျွန်မကြည်ပြတာဖြစ်ပါတယ်သူတို့ရဲ့ဗာလဲအဝင်ကလေးတရားနဲ့သူတို့တုံတင်မှုအောက်တွေမှာပေါ့နော် ဟုတ်ကဲ့စင်မ ဆိုတော့အဲ့16နှစ်မှာကျွန်မမေရရကျွန်မပြောမယ်ကျွန်မတငယ်ချင်းတယောက်ရဲ့ mentor လောက်တာတိတ်ပြီးတော့အရေးကြီးတဲ့အကြောင်းပါပြောပြချင်တယ် ဟုတ်စင်မ ကျွန်မတငယ်ချင်းအရင်ဆုတောင်းတဲ့ဆရာမထန်ဇမန်ဆိုတာရှိတယ်မနှုတ်လေနော်သူကဆရာကြီးဦးတင်မောင်ထွန်းတို့စီမှာသူ Sunday School လုပ်ငန်းကိုသူကပြန်တော့တင်တယ်ပြန်လာပြီဆိုရင်ကျွန်မတို့နှစ်ယောက်ကလေပြည့်တင်းတော်ဒီ Sunday School ကိုအတူတကွလုပ်ခိုင်းရလေနော်လုပ်ခိုင်းတော့သူကဘယ်လိုအစာရှောင်ရမယ်ဆိုစနေနေ့တိုင်းမှာကျွန်တော်တို့ကလေးတွေနာမည်ခေါ်ပြီးမှတနေ့လုံးအတူတကွနေပြီးစာရှောင်ဆုတောင်းတယ်နောက်တစ်ရက်မှာကျွန်တော်တို့ Sunday School လုပ်တယ် ဟုတ်စင် အဲ့ဒါသူဆရာတွေတင်ခဲ့တာပေါ့နော်ပြီးတော့16နှစ်မှာသူကအဲ့ Sunday School နဲ့ပဲမပြီးပဲနဲ့သူကဧဝံဂေလိကိုတွားတော့ကဲဧဝံဂေလိတွားရအောင်ဆိုတတ်ထဲမှာဧဝံဂေလိတွားတယ်ခလာရဘယ်လောက်လဲမသိဘူးအဲ့မှာစက်ထဲမှာသွားပြီးတော့ဟိုအိမ်သူတို့အမျိုးသားတွေမရှိဘူးအမျိုးသမီးတွေပဲအိမ်မှာကြံခဲ့တဲ့လူတွေစီမှာဧဝံဂေလိသွားတအိမ်မှာအမျိုးသမီးတယောက်ကတေခါနေဖြစ်ပြီးတော့သူတို့ဝိုင်းအောင်နေတာတွေ့တယ်အဲ့ဒီဝိုင်းအောင်နေတဲ့နေရာမှာဧဝံဂေလိသွားလို့ဖို့သွားတဲ့အချိန်မှာဒီလိုအဲ့ဒီမှာတေတော့မယ်ဆိုပြီးတော့မျက်စိတွေအဖြူတွေကော့လန်ဖြစ်ပြီးတာကဲမင်းတို့ပြင်ထွက်ဟိုကဓမ္မတိကျမ်းကပိုင်နေအောင်ဖတ်ထားတာဖြစ်တယ် ဟုတ်စင်မ ယေရှုရဲ့ ministry နဲ့ပိုင်နေအောင်လုပ်ထားတာဆိုတော့လေဘယ်နဲ့ကျမ်းစာဖတ်တော့အဲ့ဒါတကယ်ချင်းနဲ့ဟေးဒါမျိုးတွေယေရှုကအလုပ်တဲ့အခါမှာမယုံကြည်တဲ့လူတွေကိုထွက်ခိုင်းတယ်ဆိုတော့အဲ့ဒါလေးတွေလာသေးတာတယောက်ဆိုလည်းထွက်အဲ့လိုလုပ်တာပြီးတော့ခန်းထဲမှာကျမတို့တယောက်နဲ့လူနာနဲ့ပဲနေအဲ့ဒါကျမအရန်ကြောက်တာဗောနော်အရန်ကြောက်တာဗောဒီလူကဒီအမျိုးသမီးကဒီလိုကောလန်လိုက်ဒါလေးတော့လောခန္ဓာကိုယ်မျိုးစုံဖြစ်တဲ့အခါမှာအရန်ကြောက်ပြီးတကယ်ချင်းကငါနဲ့စုတောင်းပဲခြားတော့ဘာသာစကားနဲ့ဆိုတော့မျက်စိမိတ်ပြီးတော့စုမတောင်းရဘူးဖွင့်ပြီးတော့ကြည်ရင်းတဲ့နောက်စလုံး15မိနစ်လောက်စုတောင်းလိုက်တဲ့အခါမှာထွက်သွားတာတခုရှိတယ်အဲ့ဒါကဒုက္ခတာကိုကမြေကြီးပေါ်မှာဖုတ်ဆိုပြီးကြာလာပြီးမှသူကငြိမ်တက်လာပြီးတော့သူကမတ်တက်ထိုင်လာပြီးရေတောင်းတယ်သူကအကုန်လုံးလေကော့လန်တဲ့ဟာတွေကုန်သွားတယ်လေနော်အဲ့ဒါပထမဦးဆုံးဟိုဖျားနာခြင်းတွေနောက်ဆုံးနေထုတ်ခြင်းကို16နှစ်မှာနားလည်ခဲ့တယ် ဟုတ်စင်မ ဟုတ်ကဲ့ ဒါပထမခြေလမ်းပေါ့နော်စင်မ ပထမခြေလမ်း ဟုတ် အဲ့ဒါပြီးတော့ဘာရေလို့မဟုတ်ဘူးဆက်လဲမတော်ဘူးဒါပေမဲ့တခုဆက်ပြောမယ် ဟုတ် အဲ့ထဲမှာမရေးထားဘူးဒါပေမဲ့တခြားစာအုပ်မှာရေးတယ်မထုတ်တဲ့စာအုပ်ထဲမှာကျမတငယ်ချင်းတိတ်ချစ်တဲ့တငယ်ချင်းတယောက်ရှိတယ်ကျမနဲ့အတူတူ born again ဖြစ်တယ်အတူတူ Sunday School သွားတယ် born again အတူတူပြရတယ်သူကဆရာကြီးဦးလောင်ခတ်မုံရဲ့ညီမကျမတကယ်ချင်းဂျင်းရက်လို့ခေါ်တယ် ဟုတ် အဲ့ဒါနဲ့သူနဲ့အတူသွားလာပြီးတော့ဟိုကျန်းစာတွေဖတ်ပြီးတော့လုပ်နေတဲ့အချိန်မှာသူဆယ်တန်းရောက်သွားတယ်ဆယ်တန်းမှာပြုစားခံရတော့သူကစာအရန်တော်တယ်လေအပြုစားခံရတော့တဖြည်းဖြည်းနဲ့ရင်ကလေးနဲ့ယူသွားတယ်ကျမကဒါကိုကြည့်ပြီးတော့ဆရာကြီးတွင်တင်တန်းလုပ်တဲ့အခါမှာမာကုခန်းကြီး16ကိုအထူးပြောကြတယ်အမမာကုခန်းကြီး16ကိုပြောတဲ့အခါမှာလူနာများပေါ်မှာလက်တင်တဲ့အခါချမ်းသာပေးမယ်
ပြီးတဲ့အခါမှာဗာလဲနတ်ဆိုးတွေကိုသူ့နာမတိုင်းနင်ထုတ်နိုင်မယ်လို့ပြောလိုက်တာပြောတော့အားရတာပေါ့အခရိယံဖြစ်ရတာဘယ်လောက်ကောင်းလဲနော်ဒါဆိုလို့ရှိရင်တငယ်ချင်းကိုဆုတောင်းပေးရမယ်ဆိုတော့လက်တင်တော့ဆုတောင်းပေးတယ်ယေရှုနာမတိုင်းနင်ထုတ်တယ်သူကပြုံလေးနဲ့ပဲနေတယ်လေနတ်ဆိုးထွက်တာလည်းမရှိဘာဖြစ်တာလည်းမရှိတော့တော်လေးကိုခံပြင်းသွားတာပေါ့တနည်းအားဖြင့်ဖြစ်စေချင်တာပေါ့ ဟုတ်ဆရာမ ဆုံးသွားတဲ့အထိဘာမှမတတ်နိုင်ပဲနဲ့သူဆုံးသွားတာဖြစ်တယ်အဲ့ဒီအထိတပိုင်းပြောမယ်တော့ ဟုတ်ကဲ့ဆရာမ အဲ့ဒီထဲမှာမေးတဲ့ဟိုဟာဇာတော့အကြောင်း ဟုတ်ကဲ့ဆရာမဟုတ်ဆရာမဆရာမယူပါရတဲ့အကြောင်းတွေပေါ့နော်ပြီးတော့ခေါ်တော့ ministry စပြီးခြေလန်းလန့်ပေါ့နော်ဒီထက်တာ၍လှုပ်တဲ့အရာတွေလည်းအများကြီးရှိရလို့သိတယ်မြန်မာပြည်မှာကလေးဆရာမရဲ့ဒီဆရာမရဲ့ ministry ကိုပေါ့နော်တော်တော်များများကသိကြတယ်ပေါ့နော်အဲ့တော့ဆက်လက်ပြီးတော့လည်းပေါ့နော်ဆရာမဒီ healing and deliverance မှာပေါ့နော်ဆရာဘယ်လိုမျိုးထပ်ပြီးတော့ဖခင်ရဲ့မှုတော်ဆောင်ဘယ်လိုမျိုးထပ်ပြီးတော့နော်ပိုရေးလှုပ်ဆောင်ဖြစ်လဲဆိုတာမျိုးပေါ့နော်ပြောပြအောင်အဲ့ဒါအစကဒါဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာကိုကနေရာတိုင်းမှာဓာတ်ဆိုးဆွဲတဲ့လူဖြစ်စေယူတဲ့လူဖြစ်စေသူကစွတောင်းပေးရင်ကိုကဖြစ်မယ်လို့လုံးဝစိတ်ချယုံကြည်တာတော့အမှန်ပဲကျမ်းစာအတိုင်းလေ ဟုတ်ဆရာမအဲ့ဒါနဲ့တငယ်ချင်းနဲ့ကျမမနိုးနဲ့တကယ်ပဲကျမကဟိုတာဟန်တို့မူလိုက်တို့ဖက်ကိုတွားပြီးမှဘယ်သူမှဘယ်မှာလူနာရှိလဲလိုက်ရှာတာပေါ့လူနာတွေတော့စွတောင်းပြီးတော့သူတို့တွေကောင်းပါတယ်ဒါပေမဲ့အဲ့ဒီတကယ်တမ်းနဲ့ဆွဲနေတဲ့လူတွေကိုတွားစွတောင်းပြီးတော့မထွက်ရှာဘူးနော်အမှန်တိုင်းပြောမယ်ဆိုရင်မထွက်ရှာဘူးကွာအာပြင်းနေအောင်အော်ပြီးမှဟလားနင်ထုတ်ပေမဲ့လည်းတနေ့အားဆိုရင်သူကဆေးကြောင်သွားလို့လူငယ်လေးတယောက်18နှစ်လောက်ရှိမယ်သူတို့ကအိမ်ကခြေတန်းရှည်အမြင့်ကြီးမှလေအဲ့မှာသူအိမ်ပေါ်မှာရှိတော့ကိုတို့ကယေရှုနာမ၌အလွန်ပဲဘယ်လိုခေါ်မလဲရဲရင်ကြတာလေဘာမှမကြောက်တာတခုမှမရှိပါဘူးဒါဆိုကြောင့်လည်းနားမလည်ဘူးယေရှုနာမအရင်ကြီးမြတ်တယ်ဆိုတော့ယုံကြည်ခြင်းအပြည့်နဲ့သွားတာလက်ညိုးတွေထိုးနော်ဟိုကခနင်းထိုးဘယ်မတုံမလုပ်ပဲနော်မထွက်တဲ့အပြင်သူပဲပဒင်းပေါက်အမြင့်ကြီးကနေသူကခုံဆင်းသွားတာခုံဆင်းပြီးတော့အဲ့ဒီမှာရှိတဲ့တစ်တူတဟွာတွေနဲ့လေရိုက်ဖို့လေသူကပြန်တက်လာဖို့လှုပ်ထားတယ်ဒါပေမဲ့ဂျေဇုတော်ကြောင့်အဲ့ဒီဟိုဗာလေမွန်းလိုက်မှာတို့တွေအတန်ကျဲတော့လေယွာဆိုတော့အားလုံးကအတန်ကြားတော့သူတို့ကအိမ်အောက်မှာစောင့်နေတယ်ဟိုဘက်ဟိုတလင်းပေါ်မှာပေါ့ဟုတ်တယ်စောင့်နေအဲ့မှာသူတို့အားလုံးကဝိုင်းကြည့်ကြတာပေါ့အပေါ်ဘက်ကိုအဲ့ဒါခုံစင်းလာတဲ့ခါမှာကျွန်မပတင်ပေါက်ကနေသူကပြန်တက်လာဖို့ကျွန်မတို့ကိုရိုက်ဖို့လုပ်ပြီးဆိုတော့နော်ဆွတ်ထားကိုင်လို့မရအောင်အရင်ကျန်းတယ်ယေရှုနာမ၌ကိုင်နော်အဲ့လိုအမိတ်တွေပေးလိုက်တယ်ယေရှုနာမ၌ဆိုတာနဲ့သူကညင်သက်သွားတယ်အဲ့ဒါနဲ့ကျွန်မတို့အောက်ဆင်းပြီးတော့ပြန်စိန်ခေါ်လိုက်သေးတယ်ကျွန်မတငယ်ချင်းပြန်ပြောတာကတော့သူကဒုတ်ချေကြီးနဲ့ကျွန်မတို့ရိုက်ဖို့လှုပ်လိုက်တဲ့အခါကျွန်မကတိုင်းသမားလိုဒုတ်ပေါ်မှာခုံပြီးတော့တက်လိုက်တယ်လို့ပြောတယ်ကျွန်မလာတော့မသိဘူးဒါကကျွန်မအကြောင်းကကျွန်မမသိဘူးတော့ကျွန်မတို့ကယေရှုနာမ၌တော်တော်ကိုစ조사ရုံးကန်တယ်အရိုက်ဖို့လည်းခံရဖို့ရှိတယ်ဒါပေမဲ့ယေရှုနာမ၌အနတ်ဆိုလည်းမထွက်ဘူးအရိုက်ဖို့လည်းမခံရဘူးသူတို့ကချုပ်ကင်ထားတယ်နော်နောက်တော့သူကအဲ့ဒီအစမကိုင်လွန်တော့အဖေပေါ့နော်ကျွန်တော်တို့ကပူထန်ကိုလို့ခေါ်ပါတယ်သူကဒါစွန့်ရင်ထုံးတဲ့နေရာမှာအရန်ကျွမ်းကျင်တဲ့ဆရာသူကတော့ဘာတာမှလည်းအဲ့လိုလည်းမလုပ်ပါဘူး9ရက်သူနဲ့နေပေးတယ်လေအေးစစ်တုံးခါလောက်သူကဆုတောင်းတဲ့တရက်မှာအဲ့ဆိုအေးစစ်ထွက်သွားပြီးသူဘောနဲ့ကညသွားတယ်ကျွန်တော်တို့ပြန်လာတယ်ကျွန်မတငယ်ချင်းနဲ့စန်းစောက်ပြန်ဖတ်တယ်ဘယ်နေရာမှာငါတို့မားလဲပေါ့အဲ့ဒါလိုက်ရှာနေတာယေရှုမင်းစရငါတို့နဲ့ကြိုက်လာဘာဒီမှာပြောထားပြပါလဲဘာလိုတာလဲဆိုတော့ပြန်လိုက်ရှာတာပေါ့နော်အဲ့ဒီဟာတွေလုတ်ခဲ့တယ်တော်ကိုစိတ်ဝင်စားခဲ့တယ်ပေါ့အဲ့မဲ့တငယ်ချင်းတွေကဝိညာဉ်ဆိုလည်းမထွက်ဒီထဲကနတ်ဆိုလည်းမထွက်တော့ကျမရဲ့တက်လုံးမှာဖះရှင်ကိုမေးလာတဲ့မိခွန်းဖြစ်လာတယ်အဲ့ဒီအချိန်မှာကျမ18နှစ်မှာဟိုအမျိုးသမီးနေကောင်းတယ်နော်တက်အဲ့ဒီကတဲ့ကနေကျမကတငယ်ချင်းကလည်းအဲ့18နှစ်မှာအပြူစားခံရဆိုတော့အဲ့ဒီအချိန်မှာ18နှစ်တော့18 19ကြာမှာအခုနတော့နတ်ဆိုးမနေထုံနိုင်ဆိုတာအဲ့ဒီအရာတွေက
ဆုတောင်းတဲ့စာရှောင်းတဲ့ဘာမှမဖြစ်တော့ကိုကကျန်းစာဖတ်တယ်ပါလေတော့အစာမရှောင်လို့ဆိုတော့အစာလေးရှောင်တယ်ပြန်သွားတယ်ဘာမှမဖြစ်အဲ့ဒါမျိုးအချိန်ချင်းဖြစ်လာတဲ့အခါမှာဖယားသခင်ကိုမေးတယ်ကိုတော့ဘာဖြစ်လို့လဲကိုတော့နှုတ်ကပတ်တော်မှန်တယ်ဒါဆိုလို့ရှိရင်သမီးတို့ပဲမှားတာဖြစ်မယ်နော်ဘယ်နေရာမှာလို့တလဲဆိုတာတလုံးမေးတာတဲ့မေးခွန်းနဲ့ဆုတောင်းခဲ့တဲ့အရာဖြစ်တယ် ဟုတ်စင်ပါ ဟုတ်ကဲ့ဒီ healing deliverance ministry လောက်ရတဲ့အကြောင်းအရင်ကလုံးတယ်ဆိုတာတဲ့ဖြစ်လာရတဲ့အကြောင်းရင်းရဲ့အခြေခံနောက်ကြောင်းကဒါဖယားရှင်ကိုမေးတဲ့မေးခွန်းကကျမတက်တာထဲမှာအများကြီးရှိတယ် ဟုတ်စင် ဘာဖြစ်လို့ဒီဟာကစန်းစာမှာဒီလိုပြောပြီးဘာဖြစ်လို့ဒီမှာလက်တွေ့မှာမဖြစ်တယ်လဲဆိုတာအများအားကျမမှာမေးခွန်းရှိတယ်ဆိုတော့အဲ့ဒီအရာတွေကဗမာပြည်မှာကျမကSunday school ဆရာမလုပ်တယ်ကျန်းစာကျောင်းမှာလုပ်တယ်နော်ဗာလေမိဘမဲ့ကလေးကမြောက်တကုံမှာနောက်ဆုံးမှလုပ်ခဲ့တယ်အဲ့ဒါမျိုးလေးတွေမှာ ဟုတ် စုဘလောက်တောင်းခဲ့လဲဘလောက်အစာရှောင်ခဲ့လဲလူတွေလဲသလားလဲတာပေါ့ဟုတ်လား ဟုတ်ကဲ့ လူတွေလက်တင်လဲတယောက်ပဲလဲတာမို့တပြုံချင်းနဲ့လဲတာပဲကိုကဖရားတကူဆိုတာပဲသိတယ်ကျန်တာဆက်လက်မသိဘူးလေနော်နောက်ပိုင်းမှာဒါစွတောင်းနဲ့ဧဝံဂေလိလှုပ်ရင်းနဲ့လာရီဒိုမှာအဲ့ဒါဖရားဖော်ပြတဲ့အချက်လူတွေမှာပြောင်းလဲတာကိုတွေ့လာပြန်တော့မှငိုယိုပြီးဖရားကိုမင်းကိုတကုတ်ထပ်မေးတယ်သမီးအစာရှောင်တယ်စွတောင်းတယ်ဧဝံဂေလိလှုပ်တယ်ဒီလောက်လူတွေဘလောက်ခက်ခဲလဲကိုလူကြားထဲမှာလှုပ်တာမဟုတ်ဘူးသူများကြားထဲမှာသွားလှုပ်တာတအိမ်သက်ဆင်းသွားတာယေရှုကိုရရှိပါပြီတကယ်ကယ်တင်ခြင်းရပါပြီလို့ပြောတဲ့လူတွေတောင်ဘုရားเจ้าကိုခေါ်လို့မရဘူးဆိုဘယ်လိုလဲဘာကြောင့်လဲဘုရားရှင်ကရက်လိုက်အကုန်လုံးကိုရက်ကချေတော်ရင်မှန်နေနှုတ်ကပတ်တော်နဲ့နေပါလို့ပြောတဲ့အခါမှာဧဝံဂေလိအားလုံးကို intentional ပေါ့ကိုကအယုံစိုက်ပြီးလှုပ်ဆောင်နေတဲ့အရာကိုရပ်ပြီးမှ ဟုတ် ဒါပေမဲ့နေရာတိုင်းတွားတဲ့နေရာတိုင်းမှာဧဝံဂေလိလှုပ်တာတော့မနာဘူးဒါပေမဲ့ကျိုးစားလှုပ်ဆောင်တဲ့အရာမှတမျိုးနားလိုက်တော့တယ်နားပြီးဖျားချေတော်ရင်းမှနေပြီးကျန်းစာကိုအစအနေအဆုံးပြန်ဖတ်တယ်အရင်တုန်းကတော့ဓမ္မတစ်ကျမ်းနဲ့စာလံကျမ်းတုတ်တန်ကျမ်းပဲဖတ်တာကို ဟုတ်စင်ပါ ပြန်လာဖတ်နေတယ်ကျမ်းဓမ္မဟောင်းကျမ်းဆိုတာပြီးသွားတဲ့ဟာကတော့နဲ့တိတ်မဆိုင်ဘူးဆိုပြီးထားခဲ့တယ်ဒါပေမဲ့ဖျားရှင်ရဲ့ဝိညာဉ်တော်ကအစကနေပြန်ဖတ်ခိုင်းပြီးတော့တေးစိတ်သွားခိုင်းတယ်သွားပြီးတော့အပြန်လာသွားပြီးတော့အဲ့ဒီချိန်မှာဖုန်းလည်းမရှိဘူးနော်ဖုန်းဆိုခောက်ဖုန်းပဲ ဟုတ်စင်ပါ အမပြီးဘက်ကလာတဲ့လူကလည်းမရှိသေးဘူးဆိုတော့ဟိုအမေရိကမှာဆိုလူတော်တော်နေသေးတယ်ရေတွက်လို့လက်ချိုးရေလို့ရသေးတယ်အဲ့ဒီထဲမှာနေတော့ကိုကဘယ်မှာလူမျိုးတွေစီမှာအမှုတော်ဆောင်ဖို့ဆိုတာကအခြေအနေကလုံးဝမရှိဘူးအမှုတော်ဆောင်ခြင်းလဲဆိုရင်ဗမာပြည်ပြန်လာခဲ့ဒါပဲရှိတယ်ဆိုတော့အဲ့ဒီချိန်မှာ Hispanic တွေ Spanish ကပြောတဲ့လူတွေကြားထဲမှာပြောတော့အမှုတော်ဆောင်တာဖျားရှင်ကပြန်ဆွဲလိုက်ဒီနေ့ကပြောတယ်လို့ပေါ့ဖျားเจ้าမှာပြောဖျားရဲ့မျက်မှောက်တော်မှာစိန်ပြီးတော့နှုတ်ကပတ်တော်ကိုဆင်ခြင်ပြီးတော့စာအုပ်တအုပ်နဲ့နေတယ်စာအုပ်တအုပ်မှာကိုယ့်ရဲ့အိမ်မက်တွေယူပါယုံပေးတဲ့ဟာတွေကို record လုပ်တယ်ဒါစုတောင်းတယ်ကျန်းစာဖတ်တယ်တနေ့လုံးလို့အစာတော့မရှောင်ဘူးမနေ့ကတည်းကကလေးတွေကြောင်းပို့ပြီးတော့သွားပြီးတော့နှစ်နာရီခွဲလောက်မှအိမ်ပြန်ဖို့သူတို့ကိုကြောင်းကနေပြန်ကြိုရတယ်2:45လောက်မှနှစ်နာရီ45မှာဆိုအဲ့ဒီလောက်မှသွားခေါ်ပြီးမှ3နာရီအိမ်ရောက်တာနဲ့သမင်းချက်ပြီးတော့အလိုလိုနေရင်တရက်ကိုတနတ်ပုံစံနဲ့ဘယ်နှစ်ဖြစ်သွားလဲမသိဘူးအစာလုံးဝမရှောင်အဲ့ဒီလိုပုံစံဘာဆန်ကချင်းထဲမှာဖျားထားတယ်လေ ဟုတ်ကဲ့စင်ပါ အဲ့ဒီမှာခုနပြောတဲ့ယူပါယုံတွေပေါ့ ဟုတ်ကဲ့စင်ပါ ရသွားတာပေါ့အဲ့ဒါနဲ့ခုနတော့ drug dealer တွေနဲ့ဟာကဆက်လာဆိုတော့အဲ့ဒီမှာငိုကြွေးတဲ့ဥစ္စာတွေနဲ့ပါတယ်ဆိုတော့ခုနတော့မေးတဲ့မေးခွန်းလေးတွေတွက်တိချင်တာရဲ့နောက်အဲ့ဒီကဟိုမှာတပ်ဖြတ်နေတာရာတွက်ဖျားရှင်ကစုတောင်းဖို့ခေါ်တာရဲ့ဖြစ်လာတော့ကြာလာတော့ခုန Zadok ဆိုတာလေ ဟုတ်ကဲ့စင်ပါ နိုင်ပေါ်မှာတနေ့ကျတော့ဘုရားရှင်ကအဲ့ဒါကတော့နှစ်ပေါင်းတော်တော်ဆူတောင်းတာနှစ်ပေါင်းတော်တော်ဘုရားရဲ့စကားကိုနားထောင်ပြီးတော်တော်ကြာမှဘုရားပေးတာ အော်ဟုတ်ကဲ့စင်ပါ ဒီလိုကြည့်ပြီးဆူတောင်းရင်တို့ထောက်ရင်းနဲ့နိုင်ပေါ်ကြည့်တာနဲ့အဲ့လို open vision မျိုးပေါ့ Zadok ဆိုနိုင်ပေါ်မှာဒီစကလုံးတလုံးကပြေးနေတာတန်းပြီးတော့နိုင်ပေါ်မှာဒီလိုရေးထားတာ Zadok ဆိုပြီးတော့
တော့ဆိုတာဘာလဲငါစံစာတော့ဖတ်တာတွေ့ပါတယ်ဆိုရင်ဇာတော့ကိုပြန်လေ့လာတယ်ဆိုတော့ပြန်လေ့လာတော့ဖျားရှင်ကအဲ့ဒီဟာရဲ့ဇာတော့သူကယစ်ပရောဟိရဲ့သူမျိုးစစ်ဆက်တပါဖြစ်တယ်နော်အာရုံရဲ့မျိုးစစ်ဆက်ဆိုတော့ယစ်ပရောဟိဆိုတာတွေကသူတပါကိုဝင်ထမ်းထွင်ထမ်းပြီးမှလာတဲ့လူတွေအဲ့မှာဇာတော့ကနာမည်ကြီးတယ်လေနော် ဟုတ်စမ်း ဆိုတော့သူရဲ့ဆုတောင်းတဲ့ကိုစားပြုဆုတောင်းတာတွေသူများတို့ရက်တည်တာအဲ့ဒီဟာအရာရဲ့မျိုးစစ်ဆက်ကွန်တမီးကဆက်တာဆိုပြီးဖခင်စကားပြောတယ် အာမင် အဲ့ဒါနဲ့အဲ့စာအုပ်တွေပေါ့နော်အဲ့မှာအာယူပါယုံရတဲ့ဟာလေးတွေကိုစုပြီးမှစာအုပ်တွေရေးဖြစ်တာပေါ့တဘောက ဟုတ်ကဲ့ဆရာမဆရာမအဲ့ဆိုရင်ပေါ့နော်ထပ်ပြီးတော့ပေါ့နော်ဒီမေးချင်တာပါလဲဆိုတော့ခုနဆရာမပြောတယ်မှာလည်းပါတယ်ပေါ့နော်အဲ့တော့နှက်ဆိုးနေထုတ်တဲ့အခါမှာဒီလိုမျိုးပေါ့နော်ဆရာမဘက်ကဘယ်လိုပြင်ဆင်လဲပေါ့နော်ခုနပြောသလိုပေါ့နော်အစာကြောင့်ဆူတောင်းနေလည်းမရတဲ့အချိန်ဆူတောင်းတဲ့အချိန်နဲ့မရတဲ့အချိန်လည်းရှိတယ်ပေါ့နော်အဲ့ဒီခါမှာဆရာမခုနကတော့နှုတ်ကပတ်တော်နဲ့အချိန်ယူတယ်ပေါ့နော်အဲ့ဒီမှာယူပါယုံနေရတယ်ပေါ့နော်အဲ့တော့ဆရာမအဲ့ဒီဆူတောင်းလို့မရတဲ့အချိန်အစာကြောင့်လို့မရတဲ့အချိန်မှာဆရာမင်းကုန်းနေမေးပြီးတော့ဘယ်လိုမျိုးပေါ့နော်ဖခင်ရဲ့လမ်းပြချင်းပြန်ရပြီးတော့ပို့ပြီးတော့လုပ်နိုင်လဲပေါ့နော်ဒီ အဲ့လိုဆုတောင်းနေပြီးမှသူများနိုင်ငံမှာဖြစ်နေတဲ့အရာတွေတွေ့ပေါ့နော် ဟုတ် ဆုတောင်းရင်းနဲ့စံစာဖတ်ရင်းနဲ့နေနေတဲ့အချိန်မှာတော့ဖျားရှင်ကအဲ့ဒီကိစ္စတွေလည်းဆုတောင်းခြင်းနဲ့ဟိုသွားနေတဲ့ဟာတွေလည်းပေါ်ပြတယ်လို့မတိမတာတဲ့သူ့ရဲ့ကိုဖျားရဲ့စီကိုကွာဆုမိနေတာဖြစ်တယ် လှုပ်ရင်းနဲ့ အေး anointing လို့ပြောမှာ ဟုတ်ဆရာမ ဘေးတိတ်ခြင်း ဟုတ်ဆရာမ သူက CO လို့သူကတစ်ဆက်ကြနေတဲ့ဟာမျိုးပေါ့ CO တွေပြည့်လာတဲ့အခါမှာကိုကနှဆိုးနေထုတ်တာမဟုတ်တော့သွားတဲ့နေရာမှာလူတွေထဲနှဆိုးတွေကထွက်လာတာ manifestation လို့ခေါ်တယ် ဟုတ်ဆရာမ ထွက်လာတာဒါပေမဲ့ကိုကနင်ထုတ်ဖို့အစီအစဉ်လည်းမရှိဘူး ဟုတ် နားလည်းမလဲဘူးကိုကတော့အာယုံတစ်ခုနဲ့သွားနေတာလေဒါပေမဲ့အပြင်ထွက်ခွင့်ဖျားပေးတဲ့အခါမှာလေရင်ပေါ်ကနေစတယ်နော်ဒါတွေကလေရင်ပေါ်မှာမယုံကြည်သူထဲကနေ manifestation တွေဖြစ်လာတော့မသိဘူးဘာဖြစ်နေလဲဘာဖြစ်နေလဲနောက်ပိုင်းမှာပြန်ပြီးတော့ကိုထိုင်တဲ့ဘေးကလူတွေကသူတို့မှာရှိတဲ့နေရာ manifestation ဖြစ်နေတာ အာမင် အေးအဲ့ဒါတွေခဏခဏကြုံရတယ် ဟုတ်ဆရာမ နော်အဲ့ဒါတူကောက်တာပဲပြောမယ် ဟုတ် ဆိုတော့ဖြစ်လာတဲ့အခါမှာဘာလေးလေလို့နားမလည်ဘူးလေနော်နမိတ်လက္ခဏာတွေဖြစ်နေဘာတွေလဲကိုရှိတဲ့နေရာဘေးတွေမှာအလိုအလျောက်ဖြစ်တဲ့ဟာတွေအများကြီးတွေ့ရတယ်နောက်ပိုင်းကျတော့ခုနဟိုထဲမှာပြောသလိုဩစတြေးလျမှာလဲ那所以呀，只用基督徒呢，ထွက်တဲ့အခါမှာကြည့်ပဲကြည့်နေတာဘာဖြစ်တာလဲလို့ကိုတော်ဘာဖြစ်တာတမိဘာလို့ရမလဲအဲ့ဒါနေနဲ့သူတို့တက်တေခံပြန်ဘယ်လိုဖြစ်တယ်ဗါလဲပြန်နင်ထုတ်တာလဲနားမလဲတော့လေပြင်စင်တာဘာမှမရှိဘူးဒါဆိုနင်ထုတ်ဖို့ဆိုပြင်စင်တာဘာမှမရှိဘူးလေကျဆတ်ဖတ်ခြင်းနဲ့နှလုံးသွင်းခြင်းပဲရှိတယ်ဒါယေရှုကပြောတာတန်ရှင်တော်ဝိညာဉ်တော်အဲ့ဒါဥဆောင်တာတဲ့နှလုံးသွင်းဘယ်မှာအာယုံမဆိုင်နဲ့အေဝံဂေလိလည်းမလုပ်နဲ့ဒါပဲလုပ်ဆိုပြီးလုပ်ခိုင်းတာ ဟုတ် အမှထွက်တဲ့အခါမှာလူတွေထဲကနှဆိုးတွေထွက်တာ ဟုတ် ပြီးတော့လူတွေကြမ်းမာတာအဲ့ဒါကိုလည်းနားမလဲဘူးဒါကြောင့်ကျမရှိလို့သူတို့ဖြစ်တာဆိုတာလည်းမသိဘူးကျမတည်သွားတဲ့ဖရာသခင်ရဲ့တကူကလှုပ်သွားတာလှုပ်သွားတဲ့အခါမှာနားမလဲတော့သူတို့အထဲကပေါ်လာတဲ့ဟာနင်ထုတ်တော့တခါတည်းမိုးလင်းတဲ့အထိနင်ထုတ်တယ်နားလဲတော့ ဟုတ်ဆရာမ နားမလဲသေးတဲ့အခါမိုးလင်းတဲ့အထိယေရှုနာမ၌နင်ထုတ်အခုတော့နားလဲသွားပြီဆိုတော့မိုးလင်းတာတွေမရှိတော့မနေ့ပြန်လဲဆက်လို့ရတဲ့ဟာတွေရှိတယ် ဟုတ်ဆရာမ အေးဆေးအခုကတော့ service ကများသွားပြီလို့ပြောရမယ် ဟုတ်ဆရာမ ဘာဘယ်လိုလုပ်ရမယ်ဒါဘယ်လိုလုပ်ရမယ်ဆိုတာအားလုံးဖျားရတင်ပေးသွားပြီလေနော် ဟုတ် expert လို့တော့မပြောချင်ဘူးအဲ့ဒီမှာမတိတဲ့ဟာလေးတွေပေါ့နော်အာရီယာနေပြီးတော့ကြာလာတဲ့အခါမှာတိသွားတာပေါ့ဆိုတော့အခုချိန်မှာဒါစွန်တင်ထုတ်မဲဆိုပြင်စင်တာမရှိဘူးပြင်စင်ပြီးသား anointing အိုးမှာပြည့်လို့ရှန်သွားလို့ဖြစ်ပြီဆိုတော့အမြဲတမ်း ready ဖြစ်တယ်ဘယ်အချိန်မှဆိုအစင်တင်ဖြစ်တာပေါ့ ဟုတ်ဆရာမ ဒါမဲ့ဖျားရှင်ကဘယ်နေရာသွားရမယ်မသွားရဘူးပေါ့နော်ဒါပေမဲ့ဟိုတောင်ဝေမှာနှဆိုးရှိတဲ့ဟိုကောနာမှာနှဆိုးရှိတဲ့ဆိုတာမနေထုတ်ခိုင်းဘူးလူတွေကပဲနေထုတ်ခိုင်းတယ် ဟုတ်ဆရာမ